တိုက်လို့ကျွန်တော်အားရပါကက်လို့ရချင်းတော့ထွက်ပါတော့ tournament rule ဘာ rule မှမသိလို့လေကောင်းလေ တဲ့ notify လေးရေးပေးကြပါဦးလို့ Facebook ဒီကဲဒီဘွဲတော့ကျွန်တော်တို့ဒါ15စက္ကန့်ပေါ့နော်တော်သားရေဘောစားမလားတဲ့ငါရဲ့ပိတ်ရတော့အပွဲကြီးဆူလာပြီးတော့မြဲတဲ့ viewer တွေများတယ်ဘာလို့လဲမသိဟိုကျွန်တော်ပိတ်တဲ့ကွာ TikTok က viewer စောင်းရများတယ်ကဲကျွန်တော်လာ TikTok က viewer 1k ထွေးမယ်ဗျာလို့ကွာ TikTok က viewer 1k ထွေးမယ်ကျွန်တော်ခဏစကွန်ရောရိုက်မယ်ကျွန်တော်တို့ မပြီးသေးဘူးလားဒီ လိုက်ကြွားမယ်ဗျာစတာ ချိန်မှရ TikTok မှာ share ပေးရပါဦး tournament rule TikTok မှာများများ share များများ copy လေးယူလိုက်တာပြီးတော့900ကြီးတဲ့900လုံး copy လေးယူလိုက်သွားရှုပ်တယ်တရုတ်ကြီးနဲ့ Jerry ဝဲဆိုရင်တကယ်လုပ်ကြတာကဲကျွန်တော်ဒီဘက်ချမ်းမှာတကယ် copy လေးယူကြကြဟာတန်းစီတာကျေးဇူးတင်ပါတယ်ခဲတာမဟုတ်ကိုကြီးလေးဆိုတော့လက်ရှိမှာကျွန်တော်ပွဲစားပါပြီ15စက္ကန့်မကန့်ပါဘူးโอเค15စက္ကန့်မကန့်ပါဘူးအေးဟုတ်တယ်ယုံကြီးအဲ့နေရာလေးရနော်ခေါင်းလေးထိသွားနိုင်တယ်တကယ်ပြောတာဆိုတော့ကဲကျွန်တော်ပထမဆုံး 1k ကဲကျွန်တော်လက်ရှိနေရာမှာဆိုကျွန်တော်တို့ဒါပွဲသားကြီး9မိနစ်ပါဟုတ်တယ်ဟိုကမနေ့ကပိုင်းဦးလေးကတော့ပြီတော့လို့ကဲ let's go တရုတ်ကပြလာလေမတရုတ်ကဲကျွန်တော် Jerry ပဲပြလာပါတယ် Jerry ကတော်တော်ပြစ်ကွက်လာတယ်ဟောဒီကောင်တော့ကောင်က15စက္ကန့်မကတ်မှနဲ့ဆိုလီမပြစ်ပဲနဲ့ဘေးမှာပတ်ပြေးနေဟမ်နော်ကောင်းလေ15စက္ကန့်မကတ်နဲ့ဆိုဘေးမှာပတ်ပြေးတော့ဘက်တော့ဒီဘက်တော့လည်းလီငါတို့တက်နဲ့လီစောင်းအာရုံမရှိရလားပတ်ပြေးနေကြီးပေါ့ကွာမတူဘူးလေကွာမကန့်ကောင်းနဲ့ပြေးဗျဟုတ်တယ်ထိတယ်ဝမ်းထိပါအခုမှပဲတော်သေးတယ်ကြည်လေးပါအခုမှသွေးစွန်းတော့အခုမှပဲကဲကျွန်တော်လက်ရှိရမှာဆိုကျွန်တော်တို့ဒါပွဲသား10မိနစ်ပါကဲကျွန်တော်10မိနစ်ကျန်သေးတယ်ကြီးရဆောက်လို့လဲပါဝိုင်းကိုတက်နေတက်ဒီနားတော့ဆိုနေတော့ကြောက်ရတယ်ဒီတော့ထုတော့မှာထုတော့မှာကဲတီးတော့မှာလိုက်ရွေးအနီးကတ်နေနော်ကတ်နေနော်ကတ်နေဘာသွားပြန်ပြီဟေးငါလီးပြေးပြန်ပြီကွာဟိုကပြေးပြန်ပြီငါလီးအာရုံပဲပြီးရောဟာအဲ့တော့နိုင်ပေါ်ပြီတဲ့ဒိုးကျန်းနေအေးပန်းနေဟာမိကလိုက်မပညာတွေရတယ်ဒီနေရာလိုက်မှာဟုတ်ကဲ့ကိုကျေးဇူးတင်ပါတယ်အခုလိုလေနော်ဟောကတော့တရုတ်သားတော့ကဲကျွန်တော်လက်ရှိရပါဆိုကျွန်တော်ပွဲသား9မိနစ်ပဲကျန်တော့တယ်ဟိုနှစ်ယောက်တော့လက်တူနေလို့အဲ့လိုဖြစ်တာသားကြီးတကယ်လက်မတူဆိုဒီကောင်နဲ့တီးတယ်ပတ်တီးတာလို့လက်တူနေလို့ပြတ်သွားပြီလက်မတူရင်ပွဲပြီးသွားပြီလက်ကနှစ်ယောက်လုံးအမားခံလို့မရဘူးဂျယ်ရီကတော်ကောင်းနေဗျာအဲ့ကလည်းမရတော့ဂျယ်ရီကကျွန်တော်တပည့်လေးကိုတင်ပေးတာနည်းတော့လားနှစ်တည်းဟုတ်တယ်ဟုတ်တယ်လို့အားလည်းပြရမှာပတ်စံကြီးမှန်တယ်ဗျာဂျယ်ရီတို့ကဟိုရင်တော့တခါမှမကန့်ဘူးတကယ်ပြောရတယ်ကောင်အခုနောက်ပိုင်းနာမည်တွေရလာမှကန့်ကုန်တာနှစ်ယောက်လုံးပြင်စာတက်လာတော့ပြန်အဲ့ဘောချမယ်ဆိုလဲချတော့ရတယ်တဲ့တက်လာပြီတကယ်တက်လာကဲတက်လာပြီဂျယ်ရီမရတော့ဂျယ်ရီဟဲလာပြီလက်ညောင်းနေကွာမင်းနဲ့ပြစ်ကြလာတဲ့ရောက်နေတက်လာပြီဆိုတော့ဒီဘက်ဆမ်းမှာတွေ့လာခဲ့ပြီကျွန်တော် face to face ကျွန်တော်တို့တရုတ်ကြီးငိမ့်မယ်ပေါက်ရောက်သွားပြီပေါက်ရောက်မင်းတို့ကြည့်နေတာပေါက်ရောက်သွားပြီကဲဂျယ်ရီပြန်ဘက်ကိုစဉ်းစားနေတာနောက်ကြည့်နေတာကြီးပြန်လုံးနဲ့တို့ရင်တိတ်ခံမှာဟောမှားမယ်ဟဲ့ကြည်လည်းမရှိတော့ဘူးဟောကြီးရ73တော့ပဲကျွန်တော်လည်းရောက်ကြီးရ73တော့ပဲကျွန်တော်ဒီဘက်မှာထက်လာပြီ pick up fire ဘာညာရောက်ရေးဂျယ်ရီဗျာပထမဆုံး 1k ပါကဲမိုက်တယ်ပေါ်လာပြီမိုက်တယ်နော်ကိုကျွန်တော်ဟိုနေ့ကိုပင်ထောင်းမလို့ကိုဟိုနေ့ကိုဖုံးဆက်ပေးပါဦးဘေးလို့ငါဆက်လည်းမရအောင်ဆိုတော့ဒီဘက်ကျွန်တော် pick up fire ဘာညာတော့ကျွန်တော်တို့ပြန်လည်ပြီးတော့ထွက်လာခဲ့ပြီတောက်လျှောက် Jerry ဒါပြန်လည်ပြီးတော့ define လာတယ်မတရုတ်ကြီးဘာလို့မှလဲကဲကောင်းနေဗျာတရုတ်ကြီးလုံးအငိမ့်လေးပဲတော့ Jerry ဒါကြောင့်မထွက်လာခဲ့ပြီအိုးရောဟောပျောက်သွားတယ်ဟောယုံကြီး
ကြောက်ပါကြောက်သွားတယ် Jerry တိုက်လို့ Jerry တယောက်ကြီးသွားတယ်တယောက်ကြီးတိုင်ပတ်တယ်တယောက်ကြီး9မိနစ်ပဲတယောက်ကြီးပြေးတယ်တယောက်ကြီးဒါပေမဲ့တယောက်ကြီးတို့ကတော့ဒါတွေကသူ့အတွက်ဒါကတော့အဆင်ဟိုတွေက ပုံမှန်ပါပဲပြုတ်ပြဟိုကြကေးရတော့မြဲပေးရအောင် ကဲကျွန်တော်လက်ရှိနေရမှာ2စီးပါကဲ2စီ4မိနစ်ခေါင်းထွက်ဟုတ်တယ်ပြီလေကွာ ညမ်းတာရောက် ညမ်းတာကွာခေါင်းယူလဲဟာခြေရွက်ဟုတ်တယ် ပြန်မေးတာကြီးပေါက်ကြီးကောင်းလာလားကွာ ကျွန်တော် Jerry face to face မှာကောင်းလာနော်ပတ်ပစ်တာမဟုတ်တော့ ဟုတ်တယ် face to face to face မှာ Jerry တော်တော်ကောင်းလာကဲကျွန်တော်လက်ရှိထားမှာကျွန်တော်တို့ဒါလက်ရှိမှာ2စီးပါဆိုတော့4မိနစ်ပဲရှိတော့တယ်ဟောယောမင်း pressure ပေးတာကြီး pressure ပေးတာကြီးမျက်လုံးမှာမူးတယ်ဟေးဟောပတ်သွားပြီအောင်လိုက်ပြီ ပတ်ပြီအဲ့ဒါညကောင်းသွားပြန်ပတ်တော့မတိုးတော့ဘူးကွာ ဟောလုံးဝအငြိမ်ကြီးအောင်ကြီးဟုတ်ကြီးဟုတ်တယ်ရော Jerry ရိုင်းနေရလေရတယ်ပြန်ပြတယ် ထိကွာမလို့တော့ ကောင်းတယ်ဟေး ဒီနဲ့ပြစ်ချင်လို့ပြန်ပြီ ကဲလက်ရှိမှာတော့ Jerry ဘာလုပ်မှလဲ Jerry ဘာလုပ်မှလဲတိုင်းလှုပ်တာ ပြီးဝိုင်းကြီးတွေတောင်း ကဲ Jerry ဘာလုပ်မှလဲ Jerry ဘာလုပ်မှလဲ come on တိုင်းတို့ကဲ Jerry တိုင်းရေး3မိနစ်ပဲကျွန်တော်လေ နောက်ပွဲရှိသေးတယ်တိုင်း ဟိုး တော့ game 1ဒါ game 1ပြန်စနော် Game 1ပြန်စားကျွန်တော်လက်ရှိမှာကျွန်တော်3စီးဆိုတော့မတရုပ်ကြီး နောက်ဝဲကျန်တရုတ်ကြီးဟဲပြီလားမသိဘူးဝဲတာတရုတ်ကြီးဟွာဖြစ်တာတောင်းထားတယ်ကြည့်အောင်တောင်းတာ ကျွန်တော်က Jerry ပြန်ခန်းပတ်တာလေ ဆော့ရင်ဆော့လိုက်ကွာတဲ့ဒီ game ကဆော့မှရ ကောင်းတယ်ကွာဒါတရုပ်ကြီးတကယ်ပြောတာဒါပေမဲ့ Jerry အိုးတော်ကြီးနိုင်တိုင်း Jerry စောင်းရင်ကောင်းနော် တောက်ရောက်ကြီးလွဲတာတဲ့ဟော Jerry သူတောက်လျှောက်လွှဲနေရဒီကောင် တောက်ရောက်လွဲသွားတယ်မရတာ ဟာဟုတ်တယ်ကွာ Jerry တကယ်ဟုတ်လားတရုတ်ကြီးတို့ player မျိုးတော့မင်း train လုံးဝနော်ဒါပဲလာကြီးအဲ့လိုဖြစ်နေရမယ်ကောင်းတယ်အကောင်းဆုံးလား ပြေးနေရ 4စီးတော့ဖြစ်နေပြီကျွန်တော်မလိုက်လို့တော့မရတော့ဟိုအဲ့ဒါရမြန်လုံးပါတယ်ကွာနော်အဲ့ဒါရမြန်လုံးပါတယ်ဟာရောင်းကြီး မရတော့ဘူးမရတော့ ဟော game error တက်သွားပြီဒီကမရ error ကြီးကန်ဆော့လို့ရလို့ အဲ့ရတက်တာမဟုတ်ပါဘူးဟောနိုင်တယ် နားလေးအောင်ဆော့လိုက် game ကို तू ကောင်းတယ်လိုက်ကောင်းတယ်နော်ကောင်းတယ်တိုင်းတွေဆို5စီးတဲ့ရောင်းကြီးငါလက်ပြုတ်ဟော ဘလို့ damage ကြီးတတ်တိ Jerry တိုက်လို့မှန်းလိုက်တော့ဒီကြီးကတော့သွားရှုံးလို့မရဘူးဟေး ဟောမရတော့ဟော over လက်လေး900လေးပြီးတော့နှိပ်ပြီးပါဦးလက်လေးအသေးလေးနှိပ်ပြီးပါဦးခင်ဗျာ over ဟာရ over ဟာအိုးမင်းဟေး over ပါတက်နေတာဟောမရတော့ Seriously what ဒီပဲရအောင်ပြောလိုက် 又高了一点用意 ဟော ，What the hell？ 哦， ပြန်လိုက်အောင်ခဏပြန်လိုက်အောင်မလားမသိရောက် လိုက်တော့ဖင်ခံမရမှာလီရင်1 minute ပဲတာကြီးမင်းရတယ်ဒုက္ခဘယ်လိုပြန်လိုက်မှာတော့နောက်ဝဲတူဒီခံပါ တော့ရဘောကစွတ်တက်နေပြေကစွတ်တက်နေကြောက် အော်ဟုတ်တယ်ရောင်ကြီးအဲ့ဒါကြီးကြတော့လွန်ပါတယ်ကွာအဲ့ဒါကြီးကြတော့လွန်နေတူကြီးကသူနည်းနည်းလေးပောက်ကွဲဝိုင်းတော့ထုတယ် စွတ်လိုက်ထူတာ မနေ့ပြန်မနေ့ပြန်ပြခဏကျရင်ထုပြီးနောက်ပွဲကျရင်ထု ဖုန်းလေးထူးမဲ့ကွာဘယ်ချိန်လာမလဲမသိရော ဟုတ်တယ်ကျုံတောင်းရောက်ကြီးအောင်တွေ့လားသူ့မှာအဲ့လိုဂမ်းပါဝါရှိတယ်တူကြီးကအဲ့လိုဂမ်းပါဝါရှိတယ်အဲ့လိုဂမ်းပါဝါရှိတယ် ဒလဇိုကြီးတက်တဲ့စောက်ကျင်ရှိအဲ့သွားပြီရောအိုး လူတော်မတွေ့ရဘူးနိုင်ကောင်းတယ်နိုင်ဂိမ်းတို့ထွက်သွား let's go game 2တိုက် let's go ခမ်းဘက်ရှိရနော်တရုတ်ခမ်းဘက်ရှိရတရုတ်ခမ်းဘက်ကလည်းကြောက်ရတယ် ကောင်းတယ်